ဂျေဟာအာချင်းကိုကာဝယ်ဖို့အတွက်သူ့ရဲ့အသက်ကိုပေးဆက်ရမယ်ဆိုတာသိတာကြောင့်သူဟာမွန်တိုရဲ့လူတွေစီလာတဲ့ကားကိုဖျက်တာခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့သူ့ရဲ့အသက်နဲ့လဲပြီးအာချင်းအတွက်ဘေးကင်းလုံခြုံမှုကိုဝယ်ယူသွားပေးဖို့ပါ။ဂျေဟာတိုက်ခေါင်မှုပေါ်မှာမွန်တိုရဲ့လူတွေနဲ့တယောက်တည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အင်အားကြီးမမျှတာကြောင့်သူဟာနောက်ဆုံးမှာအရက်ခံရပြီးလဲကျသွားပါတယ်။ဒါပေမဲ့သူဟာအားတင်းပြီးတော့နေရာတစ်ခုစီကိုဒီရိုက်တိုက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာသူကြိုပြီးတက်ဆင်ထားတဲ့လျှို့ဝှက်ကင်မရာရှိနေလို့ပါပဲ။ဂျေမှာအစီအစဉ်ရှိပါတယ်။သူဟာကင်မရာနှလုံးကိုကြိုတင်မစင်ထားပြီးသူ့ရဲ့ဖုန်းကိုလည်းအဝေးကနေထည့်ချုပ်လို့ရအောင် remote control လုပ်ထားခဲ့တာပါ။ဖုန်းပိတ်ထားရင်တော့အဲ့ဒီ software ကနေတစ်ဆင့်အတန်ရောဗီဒီယိုပါဖိုင်ယူနိုင်ပြီးအချက်အလက်တွေကို cloud ပေါ်ကိုတိုက်ရိုက်တင်ပေးမှာပါ။ဒါကြောင့်ရန်သူတွေဖုန်းကိုဖျက်ဆီးပြီးရင်တော့တပ်တွေကပြပြမသွားပါဘူး။ဒါဟာဂျေရဲ့အစီအစဉ်ပါပဲ။သူဟာမွန်တိုရဲ့ရာဇဝတ်မှုတပ်တွေကိုရိုက်ကူပြီးအာချင်းကိုကာဝယ်ပေးချင်တာပါ။တိုက်ခါမှုပေါ်မှာတေးလူမျိုးပါဖြစ်နေတဲ့ဂျေကတော်တော်ဆောင်ကိုရန်စားလိုက်ပါတယ်။မင်းတကယ်ပဲငါ့ကိုတက်ရဲလို့လား။မင်းတထဲမွန်တိုရဲ့အမိတ်မပါပဲမင်းမှာအဲ့ဒီတက်တိရှိလို့လား။မင်းကသူ့ရဲ့ခိုင်းမတက်ပဲလေလို့မခံကြအောင်ပြောလိုက်ပါတယ်။တက်တော်ဆောင်ကမွန်တိုရောက်ခွင့်ပြုပြီးသားမင်းကဒါဘယ်နေရာမှာတည်တည်သူကဂယူးဆိုင်မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီစကားတွေဟာဂျဲအိုရဲ့လှုပ်ဝက်ကင်မရာတွေမှာအထင်ရှားမှတ်တမ်းဝင်သွားပြီဖြစ်ပြီးမွန်တိုရောက်ဟာလူသက်ခိုင်းတဲ့တရားခံအဖြစ်တက်သိခိုင်းအောင်သွားပါပြီ။ဂျဲအိုကိုတိုက်ခေါင်မှုအစွန်းကိုဆွတ်ခေါ်သွားတဲ့အချိန်မှာနောက်ဆုံးချိန်ထိတောင်ဂျဲအိုစဉ်းစားနေတာကအာချင်းကြောင်းပါပဲ။ဒါဟာတကယ်ငါလိုချင်ခဲ့တဲ့အရာပဲဆိုတော့ဂျဲအိုရဲ့နောက်ဆုံးစကားနဲ့အတူအာချင်းစီကိုဗီဒီယိုဖိုင်တစ်ခုရောက်လာပါတယ်။အာချင်းဟာရင်တထိတ်ထိတ်နဲ့အဲ့ဒီဗီဒီယိုကိုမကြည့်ရသေးပဲဂျဲအိုစီကိုအမြန်ဖုန်းခေါ်ကြည့်ပါတယ်။ဒါပေမဲ့အမြဲတမ်းခေါ်လိုက်တိုင်းထူးနေကြဂျဲအိုရဲ့ဖုန်းဟာအခုတော့ဆက်ပိတ်ထားခဲ့ပါတယ်။အာချင်းရဲ့မျက်ဝန်းတွေဟာချက်ချင်းပဲညီမြန်းလာပြီးမျက်ရည်တွေဝက်တက်လာပါတယ်။သူ့ကိုအမြဲတမ်းကာဝယ်ပေးခဲ့တဲ့ဂျဲအိုဟာအခုတော့သူ့ဘေးနားမှာရှိနေနိုင်တော့ဘူးဆိုတာကိုသူကောင်းကောင်းကြီးသိလိုက်ရလို့ပါပဲ။တစ်ဖက်မှာလည်းမွန်တိုယောကတော့တကယ်ကိုအေးဆက်လုံးသူပါ။သူကသူ့လူတွေကိုဂျဲအိုကိုစိတ်ကြိုက်လို့ပြောပြီးအခုချိန်မှာသူနဲ့သူ့ဇနီးထမင်းစားနေတာမို့လို့သူ့နာမည်ကိုထပ်မကြားချင်ဘူးလို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကအာချင်းဟာဂျဲအိုပေးခဲ့တဲ့တပ်တွေကိုရထားပြီဖြစ်လို့သူကလက်စားချေဖို့အတွက်စတင်နေပါပြီ။မွန်တိုယောဟာအာချင်းကိုအရင်လိုပဲသူ့ပေးသမျှစားသူခိုင်းသမျှလုပ်ရတဲ့ရုပ်တရက်လို့ဆက်ဆံဖို့ကြိုးစားပါတယ်။သူကအာချင်းကိုရင်းနှီးဖို့ကြိုးစားတဲ့အခါမှာတော့အာချင်းဟာအရင်ကတော့လိုက်တဲ့မနေတော့ပါဘူး။အာချင်းကအခုချိန်ကစပြီးတော့သူ့ခွင့်ပြုချက်မရှိပဲသူ့ကိုလာတော့မထီဖို့ပြောလိုက်တော့မွန်တိုယောကသူတို့ကလင်မယားတွေပဲလေလို့ပြန်ပြီးပြောခဲ့ပါတယ်။အာချင်းကလည်းသူ့ကိုရုပ်တရက်လို့မဆက်ဆံဖို့နဲ့ဒန်းတို့ညီမဆက်ဆံဖို့ကိုအေးစစ်စစ်နဲ့ပြန်ပြောလိုက်ပါတယ်။မွန်တိုယောကအာချင်းကိုသူ့စိတ်ကြိုက်ပုံဖော်လို့ရတဲ့အရုပ်တရက်လို့ထင်နေတော့မှာပဲ။ဒါပေမဲ့အာချင်းကသူ့ကိုတကယ်တင်ကန်းစာတစ်ခုပေးခဲ့လိုက်ပါတယ်။အာချင်းဟာသူ့အပေါ်အများနဲ့တစ္ဆာရှိခဲ့တဲ့ဂျဲအိုရဲ့အသက်နဲ့လဲပြီးယူပေးခဲ့တဲ့ဗီဒီယိုသက်တွေကိုအသုံးချပြီးမွန်တိုယောကိုလဲထိုးဖို့ပြင်ဆင်လိုက်ပါပြီ။အာချင်းဟာဂျဲအိုပေးခဲ့တဲ့အဲ့ဒီဗီဒီယိုသက်တွေကိုကင်ပြီးတော့မွန်တိုယောကိုပြန်ပြီးချိန်ချောက်တက်ခိုက်ပါတော့တယ်။အာချင်းကမွန်တိုယောရဲ့ပြည့်ပြည့်စုံတဲ့ဘဝမှာအကြောင်းလေးတစ်ခုလောက်ထင်သွားတဲ့နောင်သိတာလေလို့ပြောပြခဲ့ပါတယ်။အာချင်းကမွန်တိုယောဟာအရှိန်ဝါရှိသူမို့လို့သူ့ရဲ့ဂုဏ်သိက္ခာကိုအပေါမဲ့မခံနိုင်သူမှန်သူသိပါတယ်။ဒီအချိန်မှာကြံရှိနေတဲ့တငယ်ချင်းတယောက်ဖြစ်သူဂျွန်စောကလည်းအာချင်းစီကိုဖုန်းဆက်လာပါတယ်။သူကဂျဲအိုတေသွားတာကိုလက်မခံနိုင်ပဲအာချင်းကိုအပြစ်တင်ခဲ့ပါတယ်။ဂျွန်စောဟာဂျဲအိုလိုမျိုးအချစ်အတွက်မျက်စိမိတ်ပိတ်ဆက်သူမဟုတ်ပဲပို့ပြီးတော့အမှန်တရားကိုယုံကြည်ရသူမို့လို့အာချင်းရဲ့လက်စားချေမှုတွေကိုအဆုံးသတ်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့အာချင်းကတော့သူ့ဘဝကိုမြေလိုက်ပစ်ခဲ့တဲ့သူတွေကိုအဆုံးထိတက်ခိုက်ဖို့ဆုံးဖြတ်ထားတာပါ။အာချင်းကသူ့ကိုသူကာဝယ်ဖို့အတွက်တငယ်ချင်းဖြစ်သူဂျဲအိုရဲ့အသက်ကိုပါစတိတ်ခဲ့ပြီးတဲ့နောက်မှာတော့လောကကိုနောက်ပြန်မလဲနိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားပါတယ်။ဂျွန်စောကတော့အာချင်းကိုအခုလိုအခြေအနေတွေကိုရက်လိုက်ပါတော့လို့ပြောခဲ့ပေမဲ့အာချင်းကတော့အခုလိုနေရာကိုရောက်ဖို့အန်ရီရီအများကြီးကိုရင်ဆိုင်ခဲ့ရမို့လို့သူရက်လို့မဖြစ်တော့ဘူးလို့ပြန်ပြောခဲ့ပါတယ်။အာချင်းဟာသူ့ရဲ့ရီမန်းချက်အတွက်ဘသူ့ကိုမဆိုအသုံးချဖို့ပြင်ဆင်ထားတဲ့အချိန်မှာဂျွန်စောကတော့မမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။သူဟာရုပ်သံထားတာတစ်ခုဖုန်းဆက်ပြီးတော့အာချင်းရဲ့လွှဲမှန်သမျှကိုဖွင့်ချဖို့ကြိုးစားပါတော့တယ်။အဲဒီနောက်သူဟာမိုတိုရောက်စီသွားပြီးတော့ဂျဲအိုပေးခဲ့တဲ့ဗီဒီယိုဖိုင်နဲ့ဒိုရောက်ကိုချင်းချောက်ခဲ့ပြီးအာချင်းနဲ့လည်းဝေးမှနေဖို့သူကသတိပေးခဲ့ပါတယ်။မိုတိုရောက်ကဂျွန်စောဗီဒီယိုဖြန့်လိုက်ရင်သူကဒီတိုင်းကြည့်နေမှာမဟုတ်ပဲသူလောက်နိုင်တာတွေကဂျွန်စောတင်တာထက်အများကြီးပိုတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဂျွန်စောရဲ့တငယ်ချင်းဂျဲကိုလည်းသူ့ကိုအခုလိုသတိလာပေးပြီးအခုတော့ဘလို့ဖြစ်သွားပြီလဲဆိုပြီးအေးဆက်ဆက်ပြန်ပြောလိုက်ပါတယ်။ဒိုရောက်ကိုဒီတိုင်းတက်ခတ်လို့မရမယ်သိသွားတဲ့ဂျွန်စောဟာနီလန်အတုကိုသုံးပါတော့တယ်။သူကဒိုရောက်ကိုစောင့်ကြည့်နေလို့ပြောပြီးတော့အာချင်းကိုရက်တက်အောင်သူကိုယ်တိုင်လုပ်တတ်မယ်လို့ဆိုပါတယ်။မကြခင်မှာပဲကိုရီးယားရဲ့နာမည်ကြီးရုပ်ရှင်ထူးချွန်သူပေးပွဲကြီးရောက်ရှိလာပါတယ်။လူတိုင်းကအာချင်းဟာအကောင်းဆုံးမင်းသမီးစုကိုရမယ်လို့ထင်ကြေးပေးနေကြချိန်မှာဂျွန်စောကတော့သတင်းတော်တွေနဲ့တွေ့ဆုံပြီးတော့အာချင်းရဲ့ဘဝကြီးတစ်ခုလုံးကိုမြင်လိုက်မြင်မဲ့သတင်းတွေကိုဖွင့်ချဖို့ပြင်ဆင်နေပါပြီ။ဂျွန်စောဟာအာချင်းကိုအလှပဆုံးချိန်မှာပဲလူရဲမညံနဲ့ကြံရေးစေခြင်းခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့အောင်မြင်မှုထိုးတက်ရောက်တဲ့နေ့မှာပဲသူ့ရဲ့ဖုံးကွယ်ထားတဲ့အမောင်တွေကိုဖွင့်ချဖို့ဆုံးဖြတ်ခဲ့တာပါ။သူဟာလူဦးရေရဲ့400ခန်းလုံးမှာပဲရှိတဲ့စိတ်ဝေဒနာရှင်တွေကတယောက်ပါ။သူကတခြားလူတွေကိုလူလို့မမြင်ပဲကိုယ့်အီမန်ချက်အတွက်အသုံးချရမယ့်ပစ္စည်းတွေလိုပဲသဘောထားတယ်။သူကိုယ်တိုင်ကလက်နဲ့လူမတက်ခဲ့ပေမဲ့သူ့ကြောင့်လူ2ယောက်သေဆုံးခဲ့ရပြီ။သူဟာအသုံးချလို့ရမယ့်မျိုးသားတွေကိုပဲတမင်ရွေးချယ်ပြီးတော့အနားကပ်ခဲ့တာပါ။သူဟာအခုထိတောင်မပြီးသေးတဲ့လူသတ်မှုအစီအစဉ်တွေကိုရင်ထဲမှာတင်စီထားတော့မယ်။သူဟာမင်းသမီးဘာအချင်းမှာပဲလို့ဂျွန်စောကပြောလိုက်ပါတယ်။ဒီအချိန်မှာ TV channel တစ်ခုထုတ်လွှင့်နေပြီးတော့ Day Half ဆိုတဲ့စုံစမ်းရေးအစီအစဉ်မှာတော့အာချင်းရဲ့ပတ်ဝန်းကျင်ကလူတွေကိုအင်တာဗျူးပြီးသူဟာလူသားရေချုံထားတဲ့မိစ္ဆာဖြစ်တယ်လို့ဖွင့်ချနေပါတယ်။အင်တာဗျူးဖြစ်သူတွေကသူဟာစိတ်ခံစားချက်တွေကိုကြိုတင်လေ့ကျင့်ထားသလိုတယောက်ဆောင်နေတာဖြစ်ကြောင်း
လိုအပ်တယ်လို့မျိုးမက်တာဖော်တွေလက်တဲ့ကြောင်းနဲ့တခြားသူပေါ်ဆန္ဒစိတ်လုံးဝမရှိကြောင်းတက်တည်ထွက်ဆိုနေကြပါတယ်။ပြည်သက်တွေဟာစူပွဲပွဲကိုမေ့သွားပြီးတော့အာချင်းရဲ့သတင်းကိုပဲအလို့ရစောင့်ကြည့်နေကြပါပြီ။အာချင်းဟာစင်မော်မာမျက်ရည်နဲ့စူပွဲပွဲမိန်ဝင်ပြောနေတဲ့အချိန်မှာပဲ TV ဖန်သားပြင်တွေပေါ်မှာတော့သူမရဲ့ဖုန်းကွယ်ထားတဲ့လူသက်မှုစီစဉ်တွေကပြန့်နှံ့သွားပါပြီ။သူ့ရဲ့အဖေတည်ဆုံးမှုဟာမတော်တဆမှုမဟုတ်ပဲအာချင်းရဲ့ကြိုးကမှုကြောင့်ဖြစ်ခဲ့တာပါ။အဖေဖြစ်သူကသူ့ရန်နေနေတဲ့အချိန်မှာဂျာဟုတ်ကိုဖုန်းဆက်ခေါ်ပြီးရောက်လာတဲ့ဂျာဟုတ်ဟာဒေါသရကြီးနဲ့အာချင်းအဖေကိုဘေ့စ်ဘောတော့နဲ့ရက်တက်ခဲ့တာဖြစ်ပါတယ်။အာချင်းကတော့သူ့ရဲ့ရန်သူဖြစ်တဲ့သူ့အဖေကိုတခြားတစ်ယောက်ရဲ့လက်နဲ့တက်ခိုင်းခဲ့တာပါ။အချင်းတွေပါကြောင်းတော့တာကိုတီးလိုက်တဲ့အာချင်းဟာစူပေးပွဲကနေထွက်လာခဲ့ပါတယ်။အပြင်မှာတော့သူ့ကိုဂျွန်ဆောကစောင့်နေပြီးတော့ကားလေးကိုခေါ်လိုက်ပါတယ်။ဂျွန်ဆောကအာချင်းပြောင်းလဲမယ်ထင်ခဲ့ပေမဲ့မပြောင်းလဲသေးတာကြောင့်အာချင်းကိုချစ်တယ်လို့ပြောပြီးငရဲကိုတူတူသွားကြတာပေါ့လို့ဆိုကကားကိုကြောက်ထဲကိုမောင်းချလိုက်ပါတော့တယ်။ကားမောက်သွားပြီးတော့ဂျွန်ဆောကတည်သွားပြီးအာချင်းကတော့အသက်ရှင်ကျန်ခဲ့ပါတယ်။သူဟာဂျဲအိုရောဂျွန်ဆောကိုပါဆုံးရှုံးလိုက်ရပြီးတော့သူ့ဘေးမှာဘယ်သူမှမကြံတော့ပါဘူး။အာချင်းဟာကားလေးကနေထွက်လာပြီးတော့တဲလူမြန်မာဖြစ်နေတဲ့ဂျွန်ဆောကိုကြည့်ကဖော့ဆက်ပြီးကိုကြီးတောင်းမဲ့စားယူသွတ်စွာနဲ့အော်ဟစ်ရီမောနေခဲ့ပါတယ်။ဂျွန်ဆောတက်ထွက်သွားတာကိုသူမကမျက်တောင်မခတ်တန်းကြည့်နေခဲ့ပါတယ်။တင်းဆိုင်တစ်ခုမှာတော့သူ့အတွက်အုပ်ကိုတစ်ခုရှိနေခဲ့ပေမဲ့အာချင်းတကယ်တည်သွားလားမတည်ဘူးလားဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။ဩဇာအာဏာရှိတဲ့မိုဒိုယောကရောသူ့ကိုဒီတိုင်းလွတ်ထားပါမလား။ဇလန်းဟာစီဇန်2ရှိအောင်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အဆုံးသတ်သွားပါတော့တယ်။